ဒီရုရှားမောင်တော်နှစ်ယောက်ပြင်ထွက်တဲ့ချင်းလဲကြည့်လိုက်ပါဦးမနက်4 နာရီရဲ့ဒါပေမဲ့သူ့မိကရဲတပ်ဖွဲ့တွေကိုထွက်ဆိုထားကြတော့တာမန်ဝက်ဆိုင်နဲ့တာမန်ပြင်သွားမယ်ပဲထင်ခဲ့တာလေမနက်4 နာရီသူတို့မောင်တော်နဲ့ဘာကြီးထွက်လို့ကြတယ်ဒီသတင်းက1 ရက်လောက်ဖြစ်နေပြီဆိုပေမဲ့လူများမသိသေးတဲ့အချက်လက်တွေကိုကျွန်တော်မိတ်ဆွေတို့ကိုပြပေးသွားမှာပါဒီမောင်တော်နှစ်ဦးရဲ့မိခင်ဖြစ်သူကအသက်40အရွယ်ဇာယီနာဆိုတဲ့မိခင်တူပဲဖြစ်ပါတယ်သူမဟာ2018ခုနှစ်ကထိုင်းနိုင်ငံကိုပြောင်းရွှေ့လာပြီးတော့ဝှေ့ရိုင်မှာအင်တလုံးဝယ်ပြီးတော့နေထိုင်ခဲ့တာပါသူ့ရဲ့သားသမီး2ဦးကိုတော့2021ခုနှစ်မှာထိုင်းနိုင်ငံကိုခေါ်လာခဲ့တာပါ2ဦးစလုံးကပတရားမှာကြောင်းတက်နေပြီးတော့ထိုင်းစကားတစ်လုံးမှမပြောတတ်ပါဘူးသူတို့တက်တာရုရှားစကားရဲ့အင်္ဂလိပ်စကားရဲ့ပဲသူတို့ကပြောတတ်တာပါ2026ဇူလိုင်လနနက်4 နာရီခန့်မှာမိန်းကလေးဖြစ်သူကအသက်22နှစ်အရွယ်အမည်ကတော့ဒိုင်ယာနာသူ့ရဲ့မောင်ဖြစ်တဲ့သူကအသက်18နှစ်အရွယ်အမည်ကတော့ရိုမန်တို့ဖြစ်ပါတယ်သူတို့နှစ်ယောက်ကအဲ့ဒီနေ့မှာပဲဆိုင်ငယ်နဲ့ထွက်သွားခဲ့ကြတာပါသူတို့ထွက်သွားတဲ့အချိန်နဲ့ကြည့်လိုက်အောင်မနက်4 နာရီတဲ့သူ့ရဲ့မိခင်ထင်တာကအနီးနားကဆိုင်လေးကိုပဲသွားမယ်လို့ထင်ခဲ့တာပါဘာလို့လဲမေးတော့ကြတော့အိမ်မှာဝတ်နေကြအဝတ်စားပဲဝတ်သွားတယ်ပြီးလို့ရှိရင်ပတ်စံနေလဲမြမစားယူမသွားလို့တဲ့သူကအဲ့လိုထင်တာပါတဲ့မနက်4 နာရီကွာတာမန်လာဒီချိန်ကဒါပေမဲ့ဖြစ်သွားတာကသမီးဖြစ်သူဒိုင်ယာနာကမိခင်ဖြစ်တဲ့သူစီကိုသူ့နားမှာအန်ရရှိနေပြီဆိုတဲ့ message တစ်စောင်ပို့ခဲ့ပါတယ်အဲ့ဒီချိန်မှာဒိုင်ယာနာဖုန်းနဲ့အမည်မသိလူတစ်ခုနဲ့နီးကပ်နေကြအောင်သတိပေးချက်ထွက်ခဲ့ပါတယ်ဖုန်းနှလုံးကလည်းပိတ်သွားသလိုဆိုင်အောက်မှာတက်ထားတဲ့ချီယာကန်စနစ်ကလည်းချက်ချင်းပဲပျောက်သွားခဲ့ပါတယ် CDB မြင်ရတော့သူတို့ကအိမ်ကနေထွက်တဲ့အချိန်မှာလုံခြုံရေးအစောင့်တွေကိုလက်ဝဲရမ်းပြီးတော့နှုတ်ဆက်သွားခဲ့ပါတယ်နောက်ကနေပြီးတော့ဆိုင်ကတစ်စီးကတ်လိုက်နေတာကိုလည်းတွေ့ရပါတယ်နောက်ပိုင်းမှာတော့သူတို့နောက်ကပါလာတဲ့ဆိုင်ကနဲ့2 မိနစ်ကျော်လောက်စကားရက်ပြောနေကြပြီးတော့အဲ့နောက်ပိုင်းမှာပဲသူတို့တွေကပျောက်သွားခဲ့တာပါဇူလိုင်လ29 ရက်နေ့မှာသူတို့ရဲ့ဆိုင်ငယ်ကိုဝှေ့ရိုင်ကတောအနီးတင်ញံကုန်းထဲမှာအပိုင်းပိုင်းခွဲပြီးတော့မြုပ်နှံထားတာကိုတွေ့ရှိခဲ့ပါတယ်လက်ရှိချိန်မှာတော့ရဲတပ်ဖွဲ့တွေကတန်ရရှိသူ2ဦးဖြစ်တဲ့ပုံနဲ့တုံကိုခိုးမှုနဲ့ဖမ်းဝရမ်းထုတ်ထားပါတယ်ပုံဆိုတဲ့သူကထောင်ကနေလွတ်လာ2 လတော့မပြည့်သေးပါဘူးအရင်ကကလေးတွေကိုပြန်မေးဆွဲမှုလက်နက်မှုတွေနဲ့ဖမ်းခံရဘူးသူလည်းဖြစ်ပါတယ်ဇူလိုင်လ26 ရက်နေ့မနက်7 နာရီကမှတန်ရရှိသူပုံနဲ့တုံတွေကအိမ်ကိုပြန်ရောက်လာခဲ့ကြပါတယ်2 ဦးစလုံးကတကိုယ်လုံးမှာရှုံနေညစ်ပတ်နေတယ်လို့အိမ်ပိုင်ရှင်ကပြောထားပါတယ်ဒီမှုမှာသူတို့ရဲ့မောင်နှောင်းနဲ့လို့ကိုယနေ့ချိန်ထိကိုမတွေ့ရှိသေးပါဘူးရဲတပ်ဖွဲ့အနေနဲ့ကလည်းဆက်လက်ပြီးတော့ရှာဖွေနေစေဖြစ်ပါတယ်သတင်းတက်တွေထပ်မံထွက်ရှိလာလို့ရှိရင်ချက်ချင်းပြန်လည်ပြီးတော့တင်ဆက်ပေးပါမယ်ခင်ဗျာဒီကြောင့်လေးနဲ့ပတ်သက်ပြီးတော့နောက်ထပ်ထူးခြားမှုသတင်းတွေသိရှိဖို့အတွက်ကျွန်တော်ရဲ့ page လေးကို follow လုပ်ခဲ့ပေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ